ကဲရတာရှိရဆိုကျူလေးတောက်လိုက်ပါအောင်မယ်မွေးလေးနဲ့ဆိုကျူတောက်ချင်သူတွေခုလိုမျိုးလေးဆက်ပြီးတောက်ကြည့်နော်အရင်ဆုံးဆိုကျူလေးနှလုံးကိုအရင်ဆုံးအိုးထဲကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကိုကြိုက်တဲ့ရအချိုရည်ကိုစားတူပေါ့စားတူမိုးရင်တောင်မှ3ပုံ2ပုံလောက်ဆက်ပြီးတော့မှထည့်ပေးပါရှင့်ဒီမှာရေခဲတုံးထည့်လဲရတယ်ပေါ့နော်တက်တော့ကတော့မိုးအေးလို့ရေခဲတုံးမထည့်တော့ဘူးပြီးလို့ရှိရင်တော့ခုလိုမျိုးတမာတီးလေးတွေညှစ်ထည့်ပေးပါဒါအချင်းကိုတက်တာစီပြီးတော့ဒီစူရွဲရတာပုံမကောင်းမွန်စေတယ်ပေါ့နော်ပြန်ထည့်လိုက်မယ်ခါရယ်ကဲဒါဆိုရင်တော့အရန်မှတောက်လို့ကောင်းနေတာစူဂျူလေးရယူပေါ့နော်စူဂျူဆိုတော့သူကကော်တေးပုံစံမျိုးနဲ့ပို့တူတယ်ဒီနေရာမှာအသီးတွေတို့အဲ့လိုမျိုးလေးရေခဲတုံးလေးထည့်တာပိုကောင်းတယ်ဒီနေ့ကမိုးရီလို့မို့ရေခဲတုံးမထည့်တော့တာပုံမှန်ဆိုရင်တော့ရေခဲတုံးထည့်တယ်ပေါ့နော်ကဲရတာရှိရဆိုဂျူလေးတောက်လိုက်ပါအောင်မယ်